ကကြီးသုံးပါးကျော်လွှားခြင်းတဲ့တန်တရားထဲမှာဘဝတစ်ခုရထားတဲ့ပုဂ္ဂိုလ်တွေကြုံတွေ့နိုင်တဲ့ဘေးဆိုးရန်ဆိုးကံမျိုးတွေဆိုတာခေတ်ကာလအလိုက်ယမယံခါကြုံတတ်တယ်ပေါ့အဲ့လိုကြုံတဲ့အခါမှာအများစုဝိသေတဲ့မှာဒီလိုကြုံလာတဲ့အခါမျိုးကြတော့ကံမကောင်းအကြောင်းမလားလို့ဆိုတဲ့အကြောင်းကိုမပြောတော့ဘဲနဲ့ဝတ္တတိဝေသောဒေါသောအနယဝစီရတဲ့မှာတရဝတဟုအနေနဲ့ဖြစ်နေရခြင်းရဲ့အပြစ်ပဲလို့ဒီလိုဆိုလိုတာဘာလို့လဲဆိုတော့ဒီလိုကကြီးသုံးပါးဘေးဆိုးရန်ဆိုးကမျိုးတွေနဲ့ကြုံတယ်ဆိုတာတခါတလေတူတယောက်မဟုတ်ဘူးကဘာမှာရှိတဲ့ပုဂ္ဂိုလ်တိုင်းလို့ကြုံတတ်တာတွေဖြစ်တာဒါကြောင့်မို့လို့ကုသိုလ်အကုသိုလ်ဆိုတာလည်းပဲတဏှာတလောက်ကြာတော့လူတွေမှာအကုသိုလ်နဲ့ခင်းတဲ့ပုဂ္ဂိုလ်ဆိုတာမရှိနိုင်ဘူးလေအဲ့တော့မရှိနိုင်တော့အကုသိုလ်ဆိုတာလည်းပဲအခွင့်အရေးရရင်အကျိုးပေးတာပဲကုသိုလ်ကလည်းအခွင့်အရေးရလာရင်အကျိုးပေးတာပဲတဏှာဝတ္ထဲကမလွတ်သေးသမျှတော့အကုသိုလ်တွေကလည်းမြတ်စွာဘုရားတောင်မှပဲခန္ဓာရှိနေသေးရင်ဝင်ပြီးတော့နှိပ်စက်လိုက်သေးတာပဲရှင်မောကလန်တို့လိုတကူရှင်ပုဂ္ဂိုလ်တွေလည်းဝင်ပြီးတော့နှိပ်စက်လိုက်တာပဲဒါကတန်တရားဝတ်ထဲမှာရှိနေလို့ရှင်မလွတ်ကိုင်းနိုင်တဲ့သဘောတွေပေါ့နော်အဲ့တော့မလွတ်ကိုင်းနိုင်တဲ့သဘောတွေကိုတခါတရံကျတော့ကံကိုဥတည်ပြောရပဲရှိတယ်ခါတရံကျတော့အဆိုးနဲ့ကြုံတာရှိတယ်မြန်မာနိုင်ငံမှာကတ်အမျိုးမျိုးမြန်မာလူမျိုးတွေဟာကြုံခဲ့တခြားလူမျိုးတွေလည်းပဲဆိုင်ရာကတ်မျိုးတွေကြုံခဲ့တယ်ဘုန်းကြီးတို့မြန်မာနိုင်ငံဗြိတိရှအုပ်စိုးနေတဲ့အချိန်အင်္ဂလိပ်လက်ထက်ကဆိုလို့ရှိရင်နောက်ပိုင်းမှာဘာတွေကြုံတော့ဆိုပလိယောဂါတို့ဒါတွေကြုံခဲ့တာပဲလေတချို့ဆိုရွာလုံးကျွတ်မြို့လုံးကျွတ်ကြောင်းရွှေ့သွားတဲ့ဟာတွေရှိတာအဲ့တော့အဲ့ဒီဖြစ်ပါသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်လွတ်တဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့ဒီလိုဘေးဆိုးရန်ဆိုကံမျိုးဆိုတာဟာကြာရောက်ဖြစ်ပေါ်ပြီးတော့လာတတ်တယ်ကံကောင်းအကြောင်းမလာတဲ့အခါမှာလူတိုင်းကလည်းအကုသိုလ်မကင်းသည့်အတွက်ကြောင့်ထိုအကုသိုလ်ကနေပြီးတော့အကျိုးပေးခွင့်ရသွားလို့ဒီကတ်ထဲမှာပါသွားတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပဲအဲ့တော့မြန်မာနိုင်ငံဗုဒ္ဓဘာသာဝင်တွေပြောလို့ရှိတဲ့ကတ်ကြီးသုံးပါးလို့ဩဃတာထဲမှာလည်းပဲဒီကတ်ကြီးသုံးပါးလွတ်မြောက်ဖို့ဆိုပြီးတော့ဖျားကြောတဲ့အခါမှာလွတ်ချင်ကြဆုတောင်းကြပဲလေးပါးကတ်သုံးပါးဆိုတဲ့မှာလေအဲ့တော့ကတ်ဆိုတာဘာကိုပြောရလဲဆိုတော့ဘုန်းကြီးတို့ဒါကိုမှတ်သားဖို့ပေါ့ကတ်ဆိုတဲ့စကားလုံးကကပ္ပဆိုတဲ့ပါဠိဘာသာကိုမြန်မာမပြန်မဲနဲ့သုံးနှုံးတဲ့အဓိပ္ပာယ်ကပ္ပဆိုတာဘာလဲဆိုရင်အတိုင်းအတာအချိန်ပိုင်းတစ်ခုလို့ဒီလိုဆိုလို့အချိန်ပိုင်းတစ်ခုဆိုတာဘေးကအန္တရာယ်ကျုံနေတဲ့အချိန်ကာလတစ်ခုကိုကတ်လို့ဒီလိုပြောတာပဲဒီကပ္ပဆိုတဲ့စကားလုံးဟာဒီနေရာမှာအချိန်ပိုင်းတစ်ခုဒီအသုံးတစ်ခုကိုကြည့်ပေါ့အာယုကပ္ပဆိုတဲ့စကားလုံးကိုကြည့်မြတ်စွာဘုရားကရှန္ဒနာကိုတက်တော်80အရွယ်မှာအာယုတင်္ကာရမလွတ်ခင်မရှိတယ်အာနန္ဒာအဋ္ဌိပတ်၄ပါးကိုကြာနာပွားထားတဲ့ပုဂ္ဂိုလ်ဟာအာယုကစိတ်အောင်ဟုတ်တယ်သို့မဟုတ်အာယုကတဲ့ကြော်ပြီးတော့အသက်ရှင်တည်နေနိုင်တယ်လို့ဒီလိုမိတ်လို့ရှိတယ်အဲ့လိုမိတ်တဲ့နေရာမှာချိပေါ့အာယုကပ္ပဆိုတဲ့အဓိပ္ပာယ်ကဘာလို့ဆိုရင်လူတွေရဲ့တက်တန်းအတိုင်းအတာတစ်ခုကပ္ပလို့သုံးတာအဲ့ဒီမှာလည်းပဲဆိုပါတော့ဘောရမမြတ်စွာဘုရားပွင့်တဲ့
အချိန်တိုင်းတာတစ်ခုလူတွေရဲ့အာယုကပ္ပဆိုတာဒါတရားဓာတ်ကိုပြောတာအသက်တရားဓာတ်မှာလူဖြစ်တဲ့ပုဂ္ဂိုလ်တွေဟာအသက်120 160ထိရှိခြင်းရှိလိမ့်မယ်သို့တော့200 300ထိရောက်ဖို့ဆိုတာမတန်မှခဲတရားဓာတ်လို့ခေါ်တော်မြတ်စွာဘုရားတရားဓာတ်ပွင့်အဲ့ဒီတရားဓာတ်အချိန်ကာလအပိုင်းခြားတစ်ခုအာယုကပ္ပလို့ခေါ်တာပဲအဲ့ဒီကပ္ပဟာအချိန်အတိုင်းအတာတစ်ခုခေါ်တယ်လို့ပဲကတ်သုံးပါးဆိုတဲ့နေရာမှာပါတဲ့ကပ္ပဟာလည်းအချိန်တိုင်းတာတစ်ခုပဲပေါ့အဲ့တော့ကတ်သုံးပါးနဲ့ပတ်သက်ပြီးတော့ဒီအချိန်ပိုင်းတစ်ခုလို့ဒီလိုမှတ်သားဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့အချိန်တိုင်းတာနဲ့ပတ်သက်ပြီးတော့လောကလူသားတွေတရားတွေကြုံတွေ့ရတဲ့ဘေးဆိုးကတ်ဆိုးကြီးတွေကဘာတွေတုံးလို့ဆိုဝေသာလိပြည်မှာကြာရောက်ဖြစ်ပေါ်လာတဲ့ဘေးဆိုးကတ်ဆိုးအဲ့ဒီဘေးဆိုးကတ်ဆိုး၃မျိုးရှိတယ်ကတ်ကြီး၃ပါးလို့ခေါ်ကြတယ်ပေါ့ဝေသာလိပြည်မှာမိုးခေါင်ရေရှားဖြစ်သွားမိုးမမှန်တော့မိုးမရောမိုးတွေတအားခေါင်တဲ့အခါကျတော့စိုက်လို့ပြုလို့မရကောက်စပါးပင်တွေကအသီးနှံမထွက်လာအခုလည်းကြည့်လေအနောက်နိုင်ငံတွေမှာတချို့အာဖရိကနိုင်ငံတွေမှာမိုးခေါင်ပြီးတော့အစာရေစာမပြည့်စုံလို့ဒုက္ခရောက်ကြတာမကြခင်ကအီသီယိုးပီးယားဆိုတာဖြစ်သွားတာရှိအခုလည်းပဲအာဖရိကနိုင်ငံတွေမှာဆိုမာလီတို့ဘာလို့ဆိုတာဖြစ်နေမိုးခေါင်ပြီးဆိုတဲ့အခါစိုက်လို့ပြုလို့မရတောက်ရည်တောင်မပြည့်စုံတော့အကုန်လုံးအဲ့လိုမိုးခေါင်တယ်ဆိုတဲ့အခါမှာမိုးမရွာလို့ရှိရင်ဘာဖြစ်လာလဲဆိုရင်မိုးကိုအမိပြုတ်ပြီးတော့စိုက်ရပြောရမယ်လူတွေစားသုံးဖို့သီးနှံမဖြစ်တော့မဖြစ်တဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုဒုဗ္ဗိခဒုဆိုတာမပြည့်စုံတဲ့ဗိခအစာရေစာမပြည့်စုံဘူးတောက်ရည်မရှိဘူးစားစရာမရှိဘူးဟောဖြစ်လာအဲ့ဒီရေမရှိဘူးစားစရာမရှိဘူးဆိုတဲ့ဒီအချိန်အတိုင်းအတာကြီးတစ်ခုဟာ6လကြာရင်လည်းကြာမယ်1နှစ်ကြာရင်လည်းကြာမယ်2နှစ်3နှစ်ကြာရင်လည်းကြာမယ်အဲ့ဒါလို့ခံစားနေရတဲ့မိုးကောင်ရေရှားခံစားနေရတဲ့အချိန်ပိုင်းကြီးတစ်ခုပရဝါတွေသိချပျက်စီးပြီးဒုက္ခရောက်နေတဲ့အချိန်အတိုင်းအတာကြီးတစ်ခုဒုဗ္ဗိခန္ဓရကတ်လို့ဒီလိုခေါ်တာဒုဗ္ဗိခန္ဓရကတ်မိုးခေါင်လို့ဒုက္ခရောက်ပြီးတော့အစာရေစာမစားရငတ်ပြတ်နေတဲ့အချိန်ပိုင်းတစ်ခုဒုဗ္ဗိခန္ဓရကတ်အဲ့တော့ဝေသာလိပြည်မှာအဲ့လိုဒုဗ္ဗိခန္ဓရကတ်ရောက်သွားကတ်ဆိုတာတစ်ခုနဲ့တစ်ခုဆက်သွယ်ပြီးတော့နေတာအစာရေစာမပြည့်စုံတော့အစာရေစာမစားရရုံတင်ရထမဟုတ်ဘူးအစာမစားရတဲ့အခါမှာဘာဖြစ်လာတော့ဆိုအာရတ္တမပြည့်ဝတဲ့အခါမှာလူတွေမှာယောဂဖြစ်ကြပြန်အဲ့တော့ယောဂဖြစ်တဲ့အခါမှာယောဂတွေကလည်းလင်းလင်းမြန်မြန်ကူးဆက်တယ်တဝူကနေတူကူးဆက်ပြီးတော့ယောဂတွေဖြစ်ပွားတယ်တခါတည်းဟာဒီအစာရေစာရှားပါမှုကိုအကြောင်းပြုပြီးတော့ယောဂဖြစ်တာရှိတယ်တခါတည်းဟာကျတော့အစာရေစာရှားပါမှုကိုအကြောင်းမပြုဘဲနဲ့ယောဂဖြစ်လာတာလည်းရှိတယ်ကြည့်လေမြန်မာပြည်မှာလည်းအလုံးကြားဘူးကြားလိမ့်မယ်လွန်ခဲ့တဲ့50နှစ်လောက်ကစားယောဂဆိုတစ်ခါဖြစ်လိုက်တယ်နောက်ပိုင်းကျတော့ H1N1 တို့ H5N1 တို့ဆိုတာယောဂတွေဖြစ်ကြတာပဲကုသတဲ့ယောဂတွေဖြစ်ပြီးတော့မကြမကြဒုက္ခတွေရောက်ကြတဲ့အနေအထားမျိုးတွေရှိတယ်အဲ့ဒါလိုယောဂတွေဖြစ်တယ်တော့ခုခေတ်မှာတော့ဆေးဝါးတွေတို့ကာကွယ်ဆောင်ရှောက်မှုတွေကတိုးတက်လာသည့်အတွက်ကြောင့်ဒါအနည်းငယ်ဖိတ်စင်ရှိတော့လည်းပဲဒုတိယကမ္ဘာစစ်အချိန်တုန်းကဗမာပြည်မှာဖြစ်တဲ့ပလိတ်ယောဂါတို့လို့တေချေပျက်စီးမှုဟာနည်းတယ်လို့ပြောရမှာပေါ့နော်အဲ့ဒီတုန်းကပလိတ်ယောဂါတုန်းကအများကြီးတေချေပျက်စီးမှုတွေရှိခဲ့တယ်ပေါ့မှတ်တမ်းတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တချို့ကရွာလုံးကျွတ်သွားတာတွေပါတောင်ရှိတာတော့မန္တလေးတို့ဘာလို့ဆိုလို့ရှိရင်လည်းအကုန်ပလိတ်ယောဂါကိုရှောင်တိန်ပြီးတော့တခြားနေရာတွေသွားကြဆ
ရာတော်ကြီးတစ်ပါးဆိုလို့ရှိရင်ပိဋကစာပေနဲ့ပတ်သက်ပြီးအလွန်ကျွမ်းကျင်တဲ့ဆရာတော်ကြီးကဒုတိယကမ္ဘာစစ်တုန်းကပရိယောဂနဲ့စကိုင်းတောင်ရိုးမှာပြန်တော်မူသွားတာရှိတယ်ပလိဖြစ်ပြီးတော့ပြန်တော့ကတ်ထဲပါသွားတယ်လို့ခေါ်တာပေါ့နော်အဲ့ဒါလို့ယောဂတွေဖြစ်လာတာကိုရောဂန္တရကတ်လို့ခေါ်တယ်ယောဂဖြစ်နေတဲ့အချိန်ပိုင်းမငြိမ်းမချင်းဒီယောဂပပျောက်မှုမဖြစ်မချင်းဒါကိုရောဂန္တရကတ်လို့ခေါ်တာအဲ့တော့အစာရည်စာရှားပါမှုကိုအကြောင်းပြုပြီးတော့ဝေသာလီပြည်မှာတော့ယောဂဖြစ်တာပေါ့အဲ့တော့ဒုဗ္ဗိခန္တရာကတ်ကနေဆက်နွယ်ပြီးတော့ယောဂတွေဖြစ်ပွားတဲ့ရောဂန္တရာကတ်ဆိုတာဖြစ်လာတော့လူတွေဟာယောဂတွေကုသပြီးတော့တေချေပျက်စီးကြဒါကအခုခေတ်မှာဖြစ်တာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်တုန်းကလည်းဓမ္မပဒဝတ္ထုတွေကိုကြည့်မယ်ဆိုလို့ရှိရင်အဟိဝါဒရောဂါဆိုတာရှိတယ်။ဘာကြောင့်အဟိဝါဒလို့သုံးတယ်လို့ဆိုတာကိုတော့တည်တည်ချာချာဖွင့်ပြထားတဲ့ကျမ်းတော့မတွေ့ရသေးဘူးပေါ့။အဟိဝါဒရောဂါလို့ဆိုတဲ့အသုံးလေးတစ်ခုရှိတယ်။အဲ့တော့အဟိဝါဒရောဂါဆိုတာအလုံးကိုပြင်းထန်ပြီးတော့ကုသမှုအလွန်မြန်တဲ့ယောဂတစ်မျိုးပဲ။တချို့ကလည်းပလိယောဂလို့ယူဆကြတယ်ပေါ့နော်ပလိယောဂလို့ယူဆကြတယ်အဲ့တော့အိန္ဒိယနိုင်ငံမှာမြတ်စွာဘုရားလက်ထက်တုန်းကလည်းအဲ့ဒီအဟိဝါဒရောဂါကြောင့်မိသားစုတွေဟာလုံးဝကုန်သွားတာပျောက်သွားတာတွေရှိတယ်ပေါ့ထွက်ပြေးနိုင်မှလင်းလင်းမြန်မြန်ဘာကိုမှမငဲ့ပဲနဲ့အိမ်ကမြန်မြန်ထွက်ပြေးတဲ့ပုဂ္ဂိုလ်တော့အသက်ရှင်တယ်အဲ့ဒီယောဂဖြစ်ပြီဆိုလို့ရှိရင်တိရစ္ဆာန်လေးတွေကစပြီးတော့သေတယ်သေပြီးတော့နောက်တစ်ခါလူတွေထိအောင်ရောက်လာကောသမိပြည်ကသမ္မာဝတီမိဖုရားဆိုတာဗဒ္ဒဝတီမြို့ကတထေသမီးပဲသူတို့မိသားစုဟာဒီလိုပဲကြေးတွေကျွန်းနေအိမ်မှာရှိတဲ့လူတွေတေချေးကုန်တော့သူတို့မိသားစုသားမိသားဖ3ယောက်ထွက်ပြေးလာခဲ့ရကောသမိပြည်ဘက်ကိုထွက်ပြေးလာခဲ့ကြအားကိုးစရာမရှိထွက်ပြေးလာအဲ့ဒါလို့ပြေးလာလို့ဒီလဲရောက်ရောအမေအဖေကဆုံးသွားပြီးတော့နောက်ကြတော့သူကဥဒိဏမင်းကြီးရဲ့မိဖုရားဖြစ်သွားတာပေါ့သမ္မာဝတိဆိုအဲ့ဒါလေဒီလိုယောဂတွေနဲ့ထွက်ပြေးခဲ့ကြတဲ့ပုံကိုယ်တွေပဲပေါ့အဲ့တော့ယောဂဆိုတာတဏှာထဲမှာဒီလိုရောဂန္တရကတ်ဆိုတာဒေသအလိုက်ဖြစ်ပေါ်တတ်တာတွေရှိတယ်တဲ့ဒါကမရှောင်လွဲနိုင်ဘူးပေါ့ဘယ်နိုင်ငံမဆိုဖြစ်တာဘယ်ဒေသမှာမဆိုဖြစ်တာအဲ့လိုဖြစ်လာတဲ့အခါမှာကုသမှုကာကွယ်မှုစောင့်ရှောက်ကောင်းတဲ့နိုင်ငံတွေကြတော့ထိမ့်မှုချုပ်မှုခုခေတ်တော့ရှိလာတယ်ပေါ့နည်းနည်းထိမ့်ချုပ်နိုင်တဲ့အနေအထားလေးတွေရှိတယ်အဲ့လိုအထိမ့်ချုပ်မရှိတဲ့အခါကျတော့လူတွေဟာသေကြေပျက်စီးကြတယ်အဲ့ဒါကိုရောဂန္တရကတ်လို့ခေါ်တယ်အဲ့ဒီရောဂန္တရာကတ်ဖြစ်လို့ရှိရင်လည်းဒီတင်ရပ်မနေသေးဘူးနောက်ထပ်ကတ်တစ်ခုကဝင်လာပြန်တယ်ဘာလဲလို့ဆိုလို့ရှိရင်အမနုဿန္တရကတ်မကောင်းဆိုးဝါးဒီလူတရေတွေဟာလူတွေသေဆုံးတာကိုအကြောင်းပြုပြီးတော့မြို့ရဲရွာထဲမှာဝင်ရောက်ပြီးတော့ပို့ပြီးတော့ယောဂတွေဖြစ်အောင်ဝင်ရောက်နှောက်ယှက်ပြီးဒီလူတရေတွေရဲ့နှောက်ယှက်မှုဆိုတာတခါထပ်ပြီးတော့ပိုးလာပြန်အဲ့တော့မြတ်စွာဘုရားလက်ထက်တုန်းကဝေသာလီပြည်ကြီးဟာဒီလိုကတ်ကြီး3ပါးနဲ့တွားပြီးတော့ဂျုံတွေးကြအဲ့ဒါအလုံးကြားဘူးနေကြတာပဲယမယံခါဂျုံတတ်တယ်ဆိုတာတတိထားဖို့ပေါ့နော်ကတ်ကြီး3ပါးဆိုတာယမယံခါဂျုံတတ်တယ်ဒါကရဏတုတ်နဲ့ပတ်သက်တဲ့ဝေသာလီပြည်မှာဂျုံခဲ့တဲ့ယောဂဒီကတ်ကြီး3ပါးပေါ့နော်နောက်တော့တစ်ခါမြတ်စွာဘုရားကအမတပုဒ္ဓိကတုတ်အဲ့ဒီတုတ်မှာဟောထားတဲ့ကတ်ကြီး3ပါးရှိသေးတယ်အဲ့ဒီကတ်3ပါးကြတော့ဘယ်ကနေစပြောထားတော့လို့ဆိုသူကြတော့လောက
လူတွေဟာလက်နဲ့တွေအဆန်းတွေထွင်ကြလက်နဲ့တွေအဆန်းတွေထွင်လာကြတယ်ပါလောကတုတ်မှာမြတ်စွာဘုရားဟောထားတဲ့ထဲအဲ့ဒါလို့လက်နဲ့တွေအဆန်းထွင်ပြီးတော့တူတူတတ်ကြတယ်ဘာကြောင့်တတ်လဲလို့ဆိုတော့လောကလူသားတွေရဲ့အခြေအနေကဘယ်လိုရှိတုံးဆိုအဓမ္မရာဂဝိတမလောဘမိစ္ဆာဓမ္မအဲ့ဒီစကားလုံးသုံးလုံးကိုမှတ်ထားဖို့အဓမ္မရာဂဆိုတာတရားမဲ့တတ်မဲ့မှုဒီလိုဆိုလို့ရနော်တရားမဲ့တတ်မှတ်မှုဘာကိုပြောတာတော့ဆိုလူသားတွေဟာကာမအာယုန်နဲ့ပတ်သက်လာတဲ့အခါကျတော့တရားမဲ့တတ်မဲ့မှုဆိုတာဘာကိုပြောတာတော့ဆိုသားကအမေပေါ်မှာကိလေသာစိတ်ပေါ်တယ်အမေကသားပေါ်မှာကိလေသာစိတ်ပေါ်အဖေကသမီးပေါ်မှာသားမောင်နှမအချင်းချင်းကိလေသာစိတ်တွေဖြစ်တယ်အဲ့ဒါကိုအတ္တမရာဂလို့ဒီလိုခေါ်တယ်နော်အတ္တမရာဂဒါလည်းမဖြစ်ဘူးလို့မပြောနဲ့နော်တတ္တဝါတွေမှာအဲ့ဒီလိုရှုံညံ့တဲ့အကုသိုလ်တွေလွှမ်းမိုးနှိမ့်ဆက်လာတယ်တဲ့ဒါကတစ်ခုအတ္တမရာဂဆိုတာမထားရမဲ့တရားနိလမကြတဲ့အန်လောဖူးပေါ့တကယ်ကိုမသိတော်တဲ့ကိစ္စတွေမှာသွားပြီးတော့တဏှာရာဂဖြစ်တာအတ္တမရာဂလို့ခေါ်နောက်တစ်ခုကျတော့ဘာလို့ဆိုရင်ဝိတမလောဘဝိတမလောဘဆိုတာလွန်ကဲတာကာမဂုဏ်အာယုန်စိတ်တွေတမန်အနေထားရှိတဲ့တာတဲ့ပို့ပြီးတော့လွန်ကဲလာတာအဲ့ဒါလို့လွန်ကဲလာလို့ရှိရင်ဒါဝိတမလောဘလို့ခေါ်တယ်နောက်တစ်ခုမိစ္ဆာဓမ္မဆိုတာပါလဲလို့ဆိုမိစ္ဆာဓမ္မကြတော့မှားယွင်းတဲ့အကျင့်မှားယွင်းတဲ့အကျင့်ဆိုတာ wrong practice ပေါ့အဲ့ဒါကဘာပြောတာလဲဆိုကြားခြင်းမခြင်းလိင်တူဆက်ဆံတာကိုပြောတယ်နော် homosexuality လို့ခေါ်တယ် homosexuality လိင်တူဆက်ဆံမှုတွေဆိုတာပေါ်လာအခုခေတ်ဆိုလို့ရှိရင်တရားဝင်တောင်မှဖြစ်လာတရားဝင်တောင်ဖြစ်လာကြားဖို့ရပါလိမ့်မယ်ခေးပါတီတို့ခေးညီလာခံတို့တော့လို့ကြားခြင်းမခြင်းဆိုတဲ့လိင်တူဆက်ဆံမှု homosexuality အဲ့ဒီကိစ္စတွေဟာပေါ်လာတာအဲ့ဒီကိစ္စတွေကိုမိစ္ဆာဓမ္မလို့ပြောတာလူလောကထဲမှာအဲ့ဒါတွေတိုးပွားလာပြီတဲ့အတ္တမရာဂတွေတိုးပွားလာတယ်ဝိသမလောဘတွေတိုးပွားလာတယ်မိစ္ဆာဓမ္မတွေတိုးပွားလာတယ်ဆိုလို့ရှိရင်အဲ့ဒီအတ္တမရာဂဝိသမလောဘမိစ္ဆာဓမ္မတွေရဲ့လွှမ်းမိုးမှုကြောင့်လူရဲ့စိတ်တွေကဖောက်ပြန်လာတော့ရံညိုးတွေအတေးတွေများလာမုန်းတီးမှုတွေများလာတဲ့အခါလက်နဲ့ဆန်းတွေထွင်ပြီးတော့လက်နဲ့ဆန်းတွေကင်ပြီးတော့လူတွေဟာတတ်မှုဖြတ်မှုကျွလွန်မှုတွေများလာတယ်ဒါလည်းပဲရှောင်လွဲလို့မရတဲ့ကိစ္စတစ်ခုပဲเนาะရှောင်လွဲလို့ကိစ္စမရတဲ့တစ်ခုအဲ့တော့လူလောကကြီးဟာဒါတစ်ကမ္ဘာလုံးနဲ့ခြုံကြည့်ရကိုယ်နေရာကွက်ကလေးလည်းကြည့်လို့မရဘူးတနိုင်ငံနဲ့လည်းကြည့်လို့မရဘူးတစ်ကမ္ဘာလုံးနဲ့ခြုံကြည့်လိုက်မယ်ဆိုရင်အဲ့ဒါတွေဟာများလာပြီရခိုင်နှုန်းတိုးလာတယ်ဆိုတဲ့အဓိပ္ပာယ်ပြောတယ်အဲ့လိုဖြစ်တဲ့အခါအစွမ်းထက်တဲ့လက်နက်တွေကင်ပြီးတော့တတ်ချဖြတ်ချအခုကြည့်လေဘုံခွဲပြီးတော့တတ်တာတော့လိမ်မြန်နေမှာဆိုလို့ရှိရင်နိုင်ငံတကာခရီးသွားတဲ့လိမ်မြန်တွေဆိုလို့ရှိရင်ဘယ်လောက်ထိအောင်ချက်ကင်တွေလုံးနေရတယ်ဆိုတာနိုင်ငံခြားခရီးသွားဖို့သွားဘူးတဲ့လူတွေတွေ့ရမြန်မာပြည်ကဘုန်းကြီးတွေတောင်မှပဲအမေရိကန်တို့ဘာလို့သွားရင်ဒီသင်္ကန်းတွေဘာတွေတောင်ချွတ်ပြီးတော့ပုံထည့်ရတာရှိတယ်နော်ဘာဖြစ်လို့တော့ဆိုလိမ်မြန်မှာလုံခြုံမှုအတွက်အ
အများကြီးအေးအေးယူလာဥရောပနိုင်ငံတွေမှာဆိုရင် body scan တောင်လုပ်နေတယ်လို့ကြားတယ်ဂျာမနီနိုင်ငံဆို body scan လုပ်တယ် body scan ဆိုတာအဲ့ဒီစက်ထဲဝင်လိုက်ရင်မိမွေးတိုင်းဖာမွေးတိုင်းအကုန်လုံးပဲစက်ကရိုက်ယူလိုက်တာအဲ့တော့တချို့ကလည်းကန့်ကွက်တယ်ဒါလူအခွင့်အရေးတွေကိုကျူးကျော်တာလို့သို့တော်လည်းပဲအဲ့ဒါလို့မလုပ်လို့ရှိရင်ဒီလိင်ရင်ပြန်ကိုဖောက်ခွဲမဲ့ပစ္စည်းအမျိုးမျိုးပါလိင်ပြန်ပေါ်မှာပါလာတတ်တယ်ဒါကြောင့်မို့ခုခေတ်နိုင်ငံခြားသွားရင်ရေဘူးတောင်မယူရဘူးရေမွေးပလင်းလည်းယူလို့မရဘူးပြုတ်စီဘူးလည်းယူလို့မရဘူးကြံတဲ့အရာတွေတစ်ခုမှယူလို့မရ cosmetic တို့ဘာလို့ယူလို့မရဘာလို့တုံးဆိုတော့အဲ့ဒါတွေကဒီတိုင်းလူသုံးဖို့ပစ္စည်းအနေနဲ့ရှိမယ်လို့နေမြန်နံရံတုတ်ပြီးတော့သူကမိလောင်အောင်လုပ်လို့ရတဲ့ကိစ္စတွေရှိတယ်အဲ့ဒါကြောင့်မလို့ယူလို့မရဘူးအခုခေတ်ခရီးသွားလို့ရှိရင်အမတမချက်တဲတယ်ချက်တဲတယ်အမတမစစ်ဆေးတာရေမွေးပလင်းတွေပါရင်အမိုက်ပုံနဲ့ထည့်တာ cosmetic တွေပါရင်အမိုက်ပုံနဲ့ထည့်ခံပြုတ်စီဘူးတောင်မှပဲမယူပါဘူးအဲ့တော့အဲ့လိုဖြစ်လာတာဟာဘာဖြစ်လို့တုံးဆိုတော့ခုနလူတွေဟာအတ္တမရာဂဝိသမလောဘမိစ္ဆာဓမ္မတွေလွှမ်းမိုးလာတဲ့အတွက်ကြောင့်ဘသူသေးသေးဆိုပြီးတော့အန္တရာယ်ပြုတ်ချင်တဲ့ပုဂ္ဂိုလ်တွေဟာလောကမှာဥယျတိုးလာဥယျတိုးလာတော့ခီးသွားတဲ့အခါမှာအန္တရာယ်ကင်းမှုမရှိသည့်အတွက်ကြောင့်ချက်ကင်တွေမှာအကြီးအကျယ်စစ်ဆေးတာတွေဖြစ်လာတယ်ပေါ့အမတမချက်တဲတယ်ဒါမြတ်စွာဘုရားဟောထားတဲ့ထဲမှာတရားပါပဲနော်ပါလောကတုတ်လို့ခေါ်တယ်အဲ့ဒါလို့လက်နဲ့တွေအသုံးပြုပြီးတော့တတ်ကြဖြတ်ကြဖြစ်သည့်အတွက်ကြောင့်ဒီကနေ့ခေတ်မှာအကျမ်းဖက်သမားတို့အကျမ်းဖက်ဝါဒတို့ဆိုပေါ်လာ terrorism တို့ကျမ်းဖက်ဝါဒ terrorist ကျမ်းဖက်သမားဆိုတာပေါ်လာပြီးတော့ဘသူသေးသေးဆိုပြီးတော့ဟိုနာပုံခွဲဒီနာပုံခွဲဒီလိုအန္တရာယ်ပေးတဲ့ကိစ္စတွေမှာပေါ်လာဒါမတမကြောက်စရာကောင်းတာနော်တခါတော့ကဂျပန်နိုင်ငံမှာလွန်ခဲ့တဲ့10နှစ်ကျော်လောက်ကဖြစ်လေဒီမိယထဗုဒ္ဓယုံမှာအစိတ်ငွေတွေလွတ်တာဘသူအဲ့နာသွားရင်ဘသူပဲဖြစ်ဖြစ်သိစိတ်ငွေရှုမိရင်သိအောင်လုပ်တာတော့အဲ့လိုဟာတွေကနိုင်ငံတကာမှာပြန့်ပွားပြီးတော့လူတွေဒုက္ခရောက်အောင်လုပ်တဲ့ဒီလိုစိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေတိုးပြီးတော့တကယ်လည်းလှုပ်လာတဲ့အနေအထားတွေရှိလာတယ်ပေါ့နော်ဒါတွေကသတင်းစာတွေတို့ကြည့်လိုက်မယ်ဆိုရင်ဂျာနယ်တွေတို့ဖတ်လိုက်မယ်ဆိုရင်မကြားခြင်းအဆုံးတချို့ဒီကိစ္စတွေကရှိပြီးတော့နေတယ်ပေါ့ဒါမြတ်စွာဘုရားကပါဠောကတုတ်မှာဟောတာလက်နဲ့တွေနဲ့တတ်လို့လူတွေသေးတယ်တဲ့ဒါအကြောင်းတစ်ခုသူကလက်နဲ့ကြောင်ဖြစ်လာအဲ့ဒါလို့တတ်ကြဖြတ်ကြနဲ့ဒီလိုလုပ်တဲ့အခါတခါတည်းမိုးကောင်ရေရှားနဲ့ခြုံတဲ့အခါမှာအစာရေစာမပြည့်စုံတဲ့ဒုဗိခန္တရကတ်ဆိုဖြစ်လာပြန်တယ်အစာရေစာမပြည့်စုံလို့လူတွေယောဂဖြစ်ပြီးဆိုတဲ့အခါမှာဘလူတရေဆိုတဲ့မမြင်ရတဲ့တတ္တဝါတွေကဝင်ပြီးတော့တခါနှောက်ယှက်ပြန်တယ်ပါဠောကတုတ်တံမှာဒီလိုတထန္တရကတ်ဒုဗိခန္တရကတ်အမနုတန္တရကတ်လို့ဆိုပြီးတော့ကတ်ကြီးသုံးပါအဲ့မှာလဲဟောထားတာပဲမြတ်စွာဘုရားအဲ့ဒီပါဠောကတုတ်တံမှာဟောတာကြတော့ပုံနာတယောက်ကမေးခွန်းထုတ်တယ်အရှင်ဘုရားတဲ့တမိုင်းစာအုပ်တွေကိုဖတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူပြေဟာအဗ္ဗဓမ္မစီကားပြီးအရင်တုန်းကမြို့ကြီးပြကြီးတွေဟာအခုဟာတောစနဘုတ်ဖြစ်သွားမြို့ပြက်ရွာပြက်တွေဖြစ်သွားတယ်မစီကားတော့ပဲနဲ့လူကြီးရောပါသွားတာတွေကိုတွေ့ရအဲ့ဒီချိန်ကဒါရောပါနေလို့ကြည့်ဖို့ဗမာပြည်မှာလည်းပဲတစ်ချိန်တုန်းကပကံခေတ်အရိမတနာပကံနိုင်ငံတော်ကြီးဆိုတာအကြီးကြီးပဲလေအခုသွားလို့ရှိရင်သေးသေးလေးဖြစ်သွားတယ်
ပကံခေတ်ပြီးတဲ့အခါကျတော့မြင်းဆိုင်ပင်ရရွာလေးတစ်ရွာပဲရှိတော့အရင်ကမြို့တော်ကြီးနောက်အင်းဝမြို့တော်ကြီးကအခုဒီလိုဖြစ်လာတယ်ပေါ့ဒီမရပူရလည်းပဲတစ်ချိန်လုံးကအမတမစီကားခဲ့တဲ့နေရာကြီးတစ်ခုပေါ့ဘုရင်လက်ထက်ကအဲ့ဒါလို့မြို့တွေကမြို့ဖြတ်တွေဖြစ်သွားတယ်ရွာတွေကလည်းရွာဖြတ်တွေဖြစ်သွားတယ်အဲ့ဒါလို့ဖြစ်ရတာဟာဘာကြောင့်လဲလို့မြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကအတွင်းကြဖြေတာလူတွေမှာတဲ့အတ္တမရာဂဆိုတာတွေလွှမ်းလာတယ်တဲ့ဝိသမလောဘတွေဆိုတာနှိမ့်ဆက်လာတယ်တဲ့မိစ္ဆာဓမ္မဆိုတဲ့ဒီမှားရွံ့တဲ့အကျင့်တွေလွှမ်းမိုးလာတယ်အဲ့ဒါကြောင့်မို့လို့အစွမ်းတက်တဲ့လက်နဲ့တွေကင်ပြီးတော့လူတွေဟာစိတ်ထင်ရအကုန်လုံးကြဒါလည်းအကြောင်းတစ်ခုပဲတဲ့လူတွေအကျင့်ပြတ်တဲ့အခါကျတော့မိုးလေဝသကလည်းမမှန်ဘူးတဲ့မမှန်တဲ့အခါကျတော့မိုးခေါင်ရေရှားဖြစ်ပြီးတော့အစာရေစာရှားပါမှုဆိုတာလည်းကြုံရတယ်ဟောလူတွေအကျင့်ပြတ်လာတဲ့အခါကျတော့ဒီလူတွေရဲ့ဂုဏ်သိက္ခာကင်းမဲ့ပြီးကိုချင်းတရားပြပြလာတဲ့အခါကျတော့ဒီမကောင်းဆိုးဝါးတွေကလည်းအလွယ်တကူဝင်ရောက်ပြီးတော့နှိပ်စက်ကြတယ်အဲ့ဒီတုတ်တံမှာဒီလိုဟောတာဒါကတထန္တရကရဲ့ဒုဗိခန္တရကရဲ့အမနုတန္တရကရဲ့လို့ဆိုပြီးတော့ဒီလိုကသုံးမှခြုံတွေ့နိုင်တယ်ဆိုတာဒီဟောတယ်နောက်တစ်ခုဘုရားတုတ်တံအမတဗုဒ္ဓိကဘေးဆိုတာမြတ်စွာဘုရားလောကလူတွေကြုံတတ်တယ်တဲ့ဘာကြုံတတ်တုံးဆိုရင်မိဘေးကြီးတက်တာကြုံတတ်တယ်ရေဘေးကြီးတက်တာကြုံတတ်တယ်နောက်ပြီးတော့စစ်ဘေးကြီးကြုံတတ်တယ်ဘေးသုံးမျိုးဆိုပြီးတော့မြတ်စွာဘုရားဒါတစ်ခေတ်တစ်ခါမှာမရှောင်မလွဲနိုင်လောက်အောင်လူတွေမှာကြုံတယ်မြန်မာပြည်မှာလည်းပဲတစ်ချိန်တုန်းကကြုံခဲ့ပြီလေဘုန်းကြီးတို့လူဘဝရောက်တဲ့အချိန်1942မှာဒုတိယကမ္ဘာစစ်ကြီးဖြစ်တယ်ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီးတဲ့အခါမြန်မာပြည်ကိုဂျပန်တွေဝင်လာဒါစစ်ဘေးစစ်တမ်းခံရတာပဲပေါ့အဲ့ဒီစစ်ဘေးစစ်တမ်းနဲ့တည်ဆုံးသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးမန္တလေးမြို့ကနန်းတော်ကြီးဆိုတာလဲဒီဂျပန်ခေတ်မှာပဲမီးလောင်ပြီးတော့ဆုံးရှုံးသွားတာဒီဘောမင်းတို့စုဖျားလက်တို့နောက်ဆုံးလှူသွားတဲ့မြတော်ကျောင်းကြီးဆိုတာလဲအဲ့ဒီဂျပန်ခေတ်မှာပဲမီးလောင်ပြီးတော့ပျက်စီးသွားအများကြီးဆုံးရှုံးနစ်နာသွားတာဒါစစ်ဘေးစစ်ထံခံရတာပေါ့နော်အဲ့တော့ဘေးဆိုတာရမယံခါဒီလိုကြုံရတတ်တာဒါတွေကခုနပြောသလိုကံလို့ပြောလို့မရအကုန်လုံးကံတော့ပါတာပေါ့တိတံကံလို့ပြောလို့မရဘူးဘာလို့လဲဆိုတော့လူသားအလုံးခံရတတ်တာအဲ့ဒါမျိုးကြတော့တိတံကံလို့မပြောဘဲနဲ့ဝတ္တသေဝေသောဒေါသောတဲ့တဏှာဝတ်ထဲမှာဖြစ်ရခြင်းအပြစ်ပဲဟာဒီလိုချုံငုံပြီးတော့ပြောလိုက်တာနော်ဝဆင်းကလွတ်သွားရင်တော့ဒီလိုဒုက္ခတွေကြုံမှာမဟုတ်ဘူးမိဘေးကြီးတက်နေမိတွေလောင်းတယ်။အိုးမန္တလေးမျိုးဆိုခဏခဏအရင်တော့ကမိလောင်တာအလုံးကြုံနေကြဒီမိဘေးတက်နေဆိုဒါလည်းကြောက်စရာဘေးတစ်ခုဖြတ်စည်းမှုတွေကြီးကျယ်နောက်တစ်ခါရေဘေးကြီးတက်နေကဘာမှာလည်းကြားနေရတာပဲဟိုနာရေလွှမ်းဒီနာရေလွှမ်းရေကြောင့်ပျက်စီးတာတွေဒါတွေရှိတာပဲဘေးတွေဟောစစ်ဘေးစစ်တံကြုံရတဲ့နိုင်ငံတွေကြုံနေတာအဲ့ဒါလို့ကြုံပြီးတော့ဒီယမယံခါအကန့်အသတ်နဲ့ဆိုတာလို့ယမယံခါကျတော့အကန့်အသတ်ဘောင်ကိုကျော်ပြီးတော့ကဘာစစ်လို့ခေါ်ရတဲ့အနေအထားမျိုးတွေရောက်လာတာပဲဟောအဲ့ဒါလို့ကြုံရတာနေနဲ့ပတ်သက်တဲ့အခါမှာလူတွေကအဲ့ဒါလို့ဘေးမျိုးကိုဘယ်လိုပြောကြတော့ဆိုတော့တာအမိမကယ်နိုင်လောက်အောင်ကြီးမားတဲ့ဘေးကြီးတွေလို့သူတို့သတ်မှတ်ကြတယ်မိဘေးကြီးကြုံတယ်ရေဘေးကြီးကြုံတယ်တချို့မိသားစုရေမိတဲ့ပါသွားတယ်ရေတဲ့ပါသွားစစ်ဘေးစစ်တမ်းထဲမှာတ
ဒီလိုသိဆုံးသွားကြတယ်သားနဲ့အမိတကွဲတပြားဖြစ်ပြီးတော့သားကလည်းအမေကိုမကယ်နိုင်ဘူးအမေကလည်းပဲသားကိုမကယ်နိုင်ဘူးအဲ့ဒီလိုဘေးမျိုးတွေကျုံတယ်လို့မြတ်စွာဘုရားအဲ့ဒီသုတ်တံမှာတာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေကအဲ့ဒီလိုလောကမှာကြုံတွေ့ရတဲ့ဘေးတွေကိုအမာတာပုဒ္ဓိကသားနဲ့အမိတဦးနဲ့တဦးအပြန်လန်မကူညီနိုင်တဲ့ဘေးလို့သတ်မှတ်တယ်သို့တော့မြတ်စွာဘုရားကအဲ့ဒါတွေဟာကဲတင်ဖို့ဖြစ်နိုင်တဲ့အနေအထားတွေအများကြီးရှိပါတယ်တဲ့တကယ်အမိနဲ့သားမကယ်နိုင်တဲ့ဘေးဆိုတာဒီဘေးကိုပြောတာမဟုတ်ဘူးတဲ့မြတ်စွာဘုရားကစရာဘေးဗျာတိဘေးမရဏဘေးတဲ့အဲ့ဒါတော့လုံးဝကိုမကယ်နိုင်တာပဲသိချာသို့တော့ပုရုဇဉ်တွေကတော့အိုးလာတာကိုဘေးလို့မထင်ဘူးနာတာကိုလည်းဘေးလို့မထင်ဘူးသေတာကိုလည်းဘေးလို့မထင်ဘူးပေါ့မြတ်စွာဘုရားကအဲ့ဒီအိုခြင်းနာခြင်းသေခြင်းဆိုတဲ့ဘေးကိုလားဘေးလို့ဒီလိုဟောတာအဲ့တုတ်တယ်ကဲအခုကြည့်လိုက်မယ်ဆိုရင်ကကြီးသုံးပါးဆိုတာလောကကဘာလူသားတွေမှာရမယံခါကြုံတွေ့နိုင်တဲ့အခြေအနေဆိုးကြီးတွေဘေးဆိုးရန်ဆိုးကြီးတွေလို့ဒီလိုပြောတာနော်ကဲဒါဖြင့်ဒီလိုဘေးဆိုးရန်ဆိုးကြီးတွေဟာဘသူကြောင့်လောကမှာဘေးအန္တရာယ်တွေပေါ်တတ်တာလဲလို့အဖြေရှာတဲ့အခါမြတ်စွာဘုရားကသုတ်တံတစ်ခုမှာဟောထားတယ်အဲမြတ်စွာဘုရားဟောထားတဲ့သုတ်တံအရာဆိုလို့ရှိရင်ယာနိကာနိစိဘိက္ခဝေဘယာနိဘာလာတောဥပ္ပစ္စန္တိနောပဏိတတောတဲ့လောကမှာဖြစ်ပေါ်လာတဲ့ဘေးတွေမှန်သမျှလူမိုက်တွေကြောင့်ဖြစ်တာတဲ့ဒီနေရာမှာလူမိုက်ဆိုတာလူဆိုးကိုအခုခေတ်လူတွေကလူမိုက်လို့ခေါ်ကြတာတကယ်လူမိုက်ဆိုတဲ့အဲမှာလိမ်မာပြီးတော့မသိတတ်တဲ့လူလည်းလူမိုက်ပဲလိမ်တော့လိမ်မာတယ်မသိတတ်ဘူးအသိဉာဏ်မရှိတဲ့လူပါလည်းပဲလူမိုက်ပဲဒါကြောင့်မို့ဘာလဆိုတာဟာဘယ်လိုပုဂ္ဂိုလ်မျိုးတုံးလို့မေးလို့ရှိရင်လုံးဝအသိဉာဏ်ကင်းမဲ့တဲ့နှလဘိန်းတုံးတွေကိုလူမိုက်လို့ခေါ်တာပဲသူတို့ကထင်ရလောက်တတ်တဲ့အနေအထားတစ်ခုရှိတယ်ဟောအကြောင်းအကျိုးအကောင်းဆုံးမသိဘူးမသိတဲ့အခါမှာသူတို့လှုပ်သမျှတွေဟာအများဒုက္ခဖြစ်ဖို့တွေကြီးပဲဖြစ်တယ်အဲ့ဒါမျိုးကိုဘာလလို့ခေါ်တာဒါကြောင့်မို့လို့ဘာလအဓိပ္ပာယ်ပေးတဲ့အခါမှာဒီစကားလုံးရဲ့အဓိပ္ပာယ်မြန်မာတွေကတော့လူမိုက်လို့ပဲပြန်ကြတယ်အဲ့တော့လူမိုက်ဆိုလို့ရှိရင်လူတွေကတော့မိဘစကားနားမထောင်ရင်လူမိုက်ဆရာစကားနားမထောင်လူမိုက်ဆိုးသွမ်းနေရင်လူမိုက်လို့ဒီလိုသတ်မှတ်ကြတယ်မဟုတ်ဘူးအဲ့ဒါလောက်တည်းမကဘူးလူမိုက်ဆိုတာအဲ့ဒါကြောင့်မို့လူမိုက်ရဲ့အဓိပ္ပာယ်ကိုဖော်တဲ့အခါမှာတဲ့ဘယ်လိုအဓိပ္ပာယ်တွေပေးတုံလို့ဆိုဘာလဆိုတဲ့စကားလုံးမှာဘာဆိုတာနှစ်ကဏ္ဍကိုပြောတယ်လာဆိုတာကဖြည့်ဆည်းတယ်အကျိုးနှမျိုးကိုဖြည့်ဆည်းတယ်ပစ္စုပန်ဘဝအကျိုးလည်းဖြည့်ဆည်းတယ်နောင်ဘဝအတွက်အကျိုးလည်းဖြည့်ဆည်းတယ်ဆိုလိုတာကဒီဘဝကောင်းစားရေးကိုလည်းဖြည့်ဆည်းတယ်နောင်ဘဝကောင်းစားရေးကိုလည်းဖြည့်ဆည်းတယ်ပေါ့မျက်မှောက်ဘဝမှာရနိုင်တဲ့အကျိုးကိုလည်းဖြည့်ဆည်းပြစ်သူနောင်ဘဝမှာရနိုင်တဲ့အကျိုးတရားကိုလည်းဖြည့်ဆည်းပြစ်သူအဲ့ဒီပုဂ္ဂိုလ်မျိုးကိုပါဠိလို့ခေါ်တယ်တဲ့ဒါက definition တစ်ခုဟောနောက်တစ်ခုကအကျိုးမဲ့နှမျိုးကိုရယူတတ်တဲ့ပုဂ္ဂိုလ်တဲ့ပစ္စုပန်ဘဝမှာအကျိုးမဲ့ဖြစ်တာနောင်တန်ရာမှာအကျိုးမဲ့ဖြစ်တဲ့ကိစ္စနှစ်ခုကိုရယူသိမ့်ပိုက်ထားတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဘာလပဲတဲ့ဒါအဓိပ္ပာယ်တစ်ခုနောက်တစ်ခုကတော့ဘာလို့လဲဆိုရင်နှာခေါင်းကလေလေးထွက်လေဝင်လေလေးအသက်ရှူယုံရှူပြီးတော့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်တွေမှန်တယ်များအသက်ပညာဘာမှမပါဘူးအသိပညာလုံးဝမရှိဘဲနဲ့အသက်ရှူယုံများအသက်ရှင်နေတဲ့ပုဂ္ဂိုလ်တွေကိုဘာလားလို့ခေါ်တယ်အဲ့ဒီပုဂ္ဂိုလ်ကလည်းပဲသူလုံးသမျှအများအတွက်ဒုက္ခတွေဖြစ်တတ်တယ်ပေါ့50ဇက်ထဲမှာရှိတယ်လေသားမီး2ယောက်ဆံဖော့နေတယ်ဆံဖော့နေတဲ့အခါကျတော့အမေခေါင်းကိုမှက်ကဝင်ကြိုက်တာကြိုက်တော့
အမေလို့သူကငါသမီးငါနှစ်ဖူးမယ်မက်ကြီးတွဲနေတယ်မောင်းစမ်းမှဆိုတော့ဘာလို့တုံးဆိုရင်ချပွေးနဲ့ခောက်ပြီးနှစ်ဖူးထုသူကတော့မှက်ကိုထုတာပဲဒါပဲသေတော့အမေသေးသွားတယ်မှက်ကတော့ပြန်သွားတာပေါ့သူ့ပဲအထုခံအဲ့ဒါလို့ဖြစ်မယ်ဆိုတာကိုမသိတာပြီးတော့မှငိုတဲ့သူ့အမေသေးသွားမှငိုတာအဲ့ဒါမျိုးကိုဘာလားလို့ခေါ်တယ်အဲ့ဒါလို့မသိမိုက်မဲတဲ့ပုဂ္ဂိုလ်ဟာတခုလုံးလိုက်လို့ရှိရင်ဒုက္ခရောက်ဖို့ကြီးပဲဖြစ်တာမျိုးမင်္ဂလာတုတ်ထဲမှာဟောတဲ့အသေဝနာသဘာလနံဆိုတာအဲ့ဒါမျိုးတွေကိုပြောတာနော်အဲ့တော့မြတ်စွာဘုရားကလည်းဒီမှာဟောထားတဲ့လောကမှာဘေးရန်အန္တရာယ်တွေကြုံသမျှလူမိုက်ကြောင့်ဖြစ်တာတဲ့ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေကြောင့်ဖြစ်တာတဲ့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြောင့်ဘာမှဒုက္ခမရောက်ဘူးတဲ့လောကလူသားတွေမှာဒါကြောင့်မို့ဏီတိကျမ်းတွေကဘယ်လိုပြောတော့ဆိုရင်ဏီတိကျမ်းတွေကဘယ်လိုပြောတော့ဆိုရင်လူမိုက်မိတ်ဆွေကိုမပေါင်းနဲ့လူမိုက်မိတ်ဆွေပညာရှိယန္တုကိုပေါင်းတာကောင်းသေးတယ်ပညာရှိတဲ့ယန္တုကလူမိုက်မိတ်ဆွေတဲ့ပိုကောင်းတယ်ကောင်းကျိုးချမ်းသာဖြစ်စီနိုင်သေးတယ်လူမိုက်မိတ်ဆွေဟာမိတ်ဆွေတော့မိတ်ဆွေပဲဒါပေမဲ့လူမိုက်ဖြစ်နေသည့်အတွက်ကြောင့်ဘာမှမသိတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်သူကအန္တရာယ်ပို့ပြီးတော့ပေးတယ်လို့ဒီလိုဆိုတာဏိတိကျမ်းနေမှာမြတ်စွာဘုရားကလည်းဒီမှာဟောထားတာလောကမှာဖြစ်ပေါ်သမျှဘေးရန်တွေဟာဘာလားကြောင့်ဖြစ်တာတဲ့ပဏိတကြောင့်ဖြစ်တာမရှိဘူးတဲ့ဥပမာပေးတယ်မာရီပြောနေကြစကားတစ်ခုပေါ့အမိုက်ကစပြတ်တက်မီးလောင်ဆိုလောကမှာတန်ဖိုးရှိတဲ့အရာတွေပျက်စီးကုန်တာဟာတန်ဖိုးမရှိတဲ့အမိုက်ပုံကနေစတာတန်ဖိုးမရှိတဲ့အမိုက်ပုံကစပြီးလောင်တဲ့မီးဟာတန်ဖိုးရှိတဲ့တိုက်တဲ့အိမ်တွေကုန်ပါသွားတယ်တဲ့အဲ့ဒါမျိုးလိုပဲလူမိုက်တွေကြောင့်ဖြစ်ပေါ်လာတဲ့အန္တရာယ်ဆိုးကြီးဟာတန်ဖိုးရှိတဲ့လူတွေပါသွားနိုင်တယ်ဒါလို့ဆိုလို့ရတယ်နော်အဲ့ဒါကြောင့်မို့လို့ဘေးရန်အန္တရာယ်ဆိုတာဟာတန်တရားထဲမှာရှိနေလို့ရှိရင်တော့ကြုံနိုင်တယ်ဘယ်သူကြောင့်ကြုံတာတုံးဆိုရင်မြတ်စွာဘုရားလူမိုက်ကြောင့်ကြုံတာတဲ့မသိမလိမ္မာတဲ့ပုဂ္ဂိုလ်တွေကြောင့်အန္တရာယ်ဆိုတာဒီလိုပဲကြုံတတ်တယ်နောက်တစ်ခါလောကကြီးတစ်ခုဒီယောဂတွေများပြီးတော့ဘဝမှာအစင်မပြေဖြစ်တာတွေနဲ့ပတ်သက်ပြီးတော့လူသားတွေနဲ့သဘာဝပတ်ဝန်းကျင်ဆက်ဆက်မှုရှိပုံကိုမြတ်စွာဘုရားကအတ္တမိကသုံးမှာဟောထားတာရှိသေးတယ်အမှန်တမ်းမှတ်သားစရာကောင်းတယ်ညမစကားမှလည်းရှိတယ်လေဒါတွေကဒီလောကကြီးတစ်ခုလုံးဟာကြီးပွားတိုးတက်ဖို့ကြီးပွားတိုးတက်မှုမှလည်းပဲခေါင်းဆောင်အရေးကြီးတယ်ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရမြတ်ကြည့်ဘုရားကုံတော်ကိုယ်ပါထဲမှာတတ္ထာဒေဝမနုဿာနံဆိုတာရှိတယ်နတ်လူတို့ရဲ့ဆရာလို့တတ္ထာဆရာဆိုတာဘယ်လိုပုဂ္ဂိုလ်တုံးလို့ဆိုတာကိုအထက်ကရာကျမ်းတွေကဘယ်လိုဖွင့်နှုံဆိုဆရာဆိုတာတပည့်တွေရဲ့လက်ရှိဘဝအကျိုးရရှိအောင်ဆောင်ရွက်ပေးနိုင်တယ်တမလွန်ဘဝအကျိုးရရှိအောင်လည်းဆောင်ရွက်ပေးနိုင်တယ်နောက်ဆုံးမှာနိဗ္ဗာန်ဆိုတဲ့အလွန်မွန်မြတ်တဲ့အကျိုးတရားကိုလည်းရအောင်ဆောင်ရွက်ပေးနိုင်တယ်ဒီအကျိုးစီးပွားတွေကိုရရှိလာအောင်အခြေအနေကောင်းတွေကိုဖန်တီးပြီးတော့ဆုံးမသွန်သင်ပေးတာမှာတကယ်ဆရာတာတတိအနုတာတတိဒီတတ္ထာဆိုဒီအဓိပ္ပာယ်နဲ့ဖွင့်တယ်နော်ဆုံးမတယ်ဆိုတာဘယ်လိုဟာတော့ဆိုရင်ဒီဘဝမှာရရှိနိုင်တဲ့အကျိုးတရားတွေရရှိစေနိုင်တဲ့အခြေအနေကောင်းတွေကိုလမ်းဖွင့်ပေးတယ်။နောင်ဘဝမှာရရှိနိုင်တဲ့အခြေအနေကောင်းတွေကိုလမ်းဖွင့်ပေးတယ်။အဲ့ဒါဘာလဲလို့ဆိုရင်ကြည့်လေမြတ်စွာဘုရားကသဗ္ဗပပတ္တအာကရဏအကုသိုလ်တွေကိုရှောင်ညာမလုပ်ကြနဲ့ကုသလတုပတ္တမရာကုသိုလ်စိတ်တွေကိုကုသိုလ်တရားတွေမိမိတို့တဏ္ဍာမှာပြည့်စုံအောင်လုပ်ကြသစိတ်တပရိယောတပနံကိုယ်စိတ်တွေကိုဖြူစင်အောင်ထားကြလို့ဆိုတာဒါအခြေအနေကောင်းတွေရအောင်ဖန်တီးပေးတာလောကမှာမတယ်ကဲတင်တယ်ဆိုတာစကားသာရှိတာတကယ်မတာမရှိဘူးမတာရှိမရှိဆိုတာကိုယ့်ကိုစဉ်းစားကြည့်
ကိုသားသမီးကိုပညာတတ်ဖြစ်အောင်လုပ်ပေးနိုင်လားစဉ်းစားကြည့်ပေါ့မိဘကသားသမီးကိုပညာတတ်ဖြစ်အောင်လုပ်ပေးနိုင်တာဘယ်အတိုင်းတာတုံးလို့မေးမယ်ဆိုရင်ပိုက်ဆံအကုန်ခံပြီးတော့နိုင်ငံခြားပို့ရင်ပို့မယ်ကျောင်းကောင်းကောင်းထားပေးနိုင်တယ်ဆရာကောင်းကောင်းအပ်ပေးနိုင်တယ်ဒါပဲလုပ်နိုင်တာဒီတဲ့မိဘကကျောင်းကိုသားသမီးကိုပညာတတ်အောင်လုပ်မပေးတာမလုပ်ပေးတာတော့ဆိုတာအချင်းနေကောင်းတစ်ခုဖန်တီးပေးတာပဲလေဖြစ်နိုင်တာဒါပဲအဲ့ဒီမှာကိုကကျောင်းကောင်းကောင်းထားပေးတယ်ဆရာကောင်းကိုအပ်ပေးတယ်သို့သောသူကမကြိုးစားဘူးဆိုပညာတတ်မဖြစ်ဘူးတချို့မိဘတွေဆိုနိုင်ငံခြားလွတ်လိုက်တယ်ပညာတတ်ဖြစ်မလာဘဲနဲ့ပျက်စီးလာတာတွေလည်းရှိတယ်အဲ့တော့ဆိုလိုတာကမိဘကသားသမီးကိုပညာတတ်စေချင်တာကိုမလို့မရဘူးလို့အခြေအနေကောင်းပဲဖန်တီးပေးနိုင်တယ်ဆိုတာဒါထင်ရှားတယ်အဲ့ဒါလိုပဲမြတ်စွာဘုရားကတတ္တဝါတွေကိုကဲတင်နေတယ်ဆိုတာအခြေအနေကောင်းပဲဖန်တီးပေးလို့ရတယ်အခြေအနေကောင်းပဲဖန်တီးပေးလို့ကိုယ့်အကိုလုံးကြဒါမှမဟုတ်မြတ်စွာဘုရားအတ္တဟိအတ္တနောနာထောလို့ခေါ်တာဟာကိုယ်တိုင်မလုပ်လို့ဘာမရဘူးမြတ်စွာဘုရားကဘလို့အခြေအနေကောင်းတွေဖန်တီးပေးတော့ဆိုရင်ကြည့်ဘုရားကိုကိုးကွယ်တယ်လို့ဆိုတဲ့နေရာမှာဟိတေပဝတ္တနေနအဟိတာသနိဝတ္တနေနတတ္တနံဘယံဟိန္တတိတိဘုဒ္ဓောမြတ်စွာဘုရားဟာတတ္တဝါတွေတဏ္ဍာမှာအကျိုးစီးပွားကိုဖြစ်ထွန်းစေတတ်တဲ့အကြောင်းတရားတွေကိုဖြစ်ပေါ်စေပြီးတော့အကျိုးမဲ့ဖြစ်စေနိုင်တဲ့အကြောင်းတရားတွေကိုမဖြစ်အောင်နိလန်းဖော်ပြပေးပြီးတော့တတ္တဝါတွေကိုဒုက္ခမရောက်အောင်တားတယ်ဆိုလိုတာကဒါလုံးတဲ့နဲ့ဒါမလုံးတဲ့ဘူးဒါလုံးရမယ်ဒါမလုံးရလုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားပြီးတော့မြတ်စွာဘုရားဒါကိုတော့ရှောင်ညဒါကိုတော့လုံးချတယ်ဆိုအခြေအနေကောင်းတစ်ခုဖန်တီးလမ်းညွှန်ပေးတာပဲရှိတယ်ဘုရားလမ်းညွှန်ပေးတာအဲ့တော့ကိုယ်တိုင်လိုက်နာကျင့်သုံးမှုမပြုတဲ့ပုဂ္ဂိုလ်ဟာဒီအကျိုးကျေးဇူးတွေမရနိုင်ဘူးဒီလိုဆိုလိုတာပေါ့နော်အေးဒါကြောင့်မို့လို့ဒီအခြေအနေကောင်းတစ်ခုဖန်တီးပေးနိုင်တဲ့အနေအထားတစ်ခုပဲရှိတယ်မြတ်စွာဘုရားကဒါတချို့ကကဲတင်တယ်ဆိုပြီးတော့ကဲတင်တဲ့ဘုရားကိုကိုးကွယ်ခြင်းတယ်တကယ်ကယ်လို့ရလားကယ်လို့မရလို့အားကိုးရမှားတော့မှာပဲရှိဟောအေးဒါကြောင့်မို့လို့အခုဒီမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟောထားတဲ့တရားတွေကိုဘုန်းကြီးတို့တွေဟာဒီလူလောကနဲ့သဘာဝပတ်ဝန်းကျင်ဆိုတာဆက်ဆက်မှုရှိပုံတွေကိုတုတ်တန်တစ်ခုမှဘယ်လိုဟောထားတော့လို့ဆိုဒါလည်းအမှန်တမ်းတတိထားစရာကောင်းတယ်ပေါ့အမှန်တမ်းတတိထားစရာကောင်းတယ်အဋ္ဌမိကတုတ်တဲ့ရှင်းအဋ္ဌမိကတုတ်မှာမြတ်စွာဘုရားကဘယ်လိုဟောထားတော့ဆိုအခြေအနေတစ်ခုနဲ့တစ်ခုဆက်သွယ်ပြီးတော့လာတယ်ဆိုတာကိုရှင်းပြဒါဟုတ်မဟုတ်ကိုယ့်ဘာကိုစဉ်းစားကြည့်ပေါ့အခြေအနေတစ်ခုကဆက်သွယ်လာတိုင်းပြည်တစ်ပြည်မှာတိုင်းပြည်ကိုအုပ်စိုးတဲ့မင်းဟာအဓိကကျတယ်အဲ့ဒီအုပ်စိုးတဲ့မင်းကတကယ်ကိုတရားဥပဒေတိုင်းတရားနိလန်းကြကိုချင်းတရားမဖောက်ဖြစ်ပဲနဲ့တိုင်းပြည်ကိုအုပ်ချုပ်ဖို့လိုအပ်တယ်တိုင်းပြည်အုပ်ချုပ်တဲ့မင်းကကိုချင်းတရားပြက်ပြားပြီးတော့ဒီတရားနိလန်းမကြတော့ဘူးဖောက်ဖြစ်ပြီးတော့နေတယ်ဆိုလို့ရှိရင်နောက်ဆက်တွဲဘာတွေဖြစ်လာတော့စဉ်းစားကြည့်တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကကြီးကဲကဆိုပါတော့အဲ့ဒီမှာကိုချင်းတရားပြက်ပြားလာပြီဆိုလို့ရှိရင်ဘာဖြစ်တော့မင်းမှုတန်းတွေကိုချင်းတရားပြက်ပါလာဒါခွင်းဆက်ပဲမင်းကကိုချင်းတရားပြက်ပြားရင်မင်းမှုတန်းကိုချင်းတရားပြက်ပြားမင်းမှုတန်းကိုချင်းတရားပြက်ပြားရင်ဘယ်သူတွေကိုချင်းတရားပြက်ပြားတော့ဆိုဒီအနိကဆုံးနော်တိုင်းပြည်မှာအင်အားရှိတဲ့ပစ္စည်းဥစ္စာချမ်းသာတဲ့ပုဂ္ဂိုလ်တွေကိုချင်းတရားပြက်ပြားလာအဲ့ဒီပုဂ္ဂိုလ်တွေကိုချင်းတရားပြက်ပြားပြီဆိုရင်တဏ္ဍာလုံးကိုချင်းတရားပြက်ပြားတယ်ခွင်းဆက်ပဲဒါရှောင်ရှားလို့မရအဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဥမာပေးထားတော့ဆိုလို့ရှိရင်နွားအုပ်ကြီးတအုပ်သွားတဲ့အခါမှာတဲ့ရှေ့ဆောင်နွားလားကဖြောင်းဖြောင်းသွားလို့ရှိရင်နောက်နွားတွေလည်းဖြောင်းဖြောင်းလိုက်တယ်
ရှေ့နွားကကောက်ပြီးတော့သွားလို့ရှိရင်အကုန်လုံးဟာထောက်မြောက်မသွားကြတော့ဘူးလို့ဒါမြတ်စွာဘုရားဒီလိုဟောထားတာနော်အဲ့ဒီမှာတပ္ပံရထံဒုက္ခံတေတိရာဇာစေဟောတိအထံမိကောတဲ့တန်ကြီးအုပ်ချုပ်တဲ့မင်းကမတရားတော့ဘူးတရားမဲ့တယ်ကိုချင်းတရားပြပြတယ်ဆိုလို့ရှိရင်တဏ္ဍာလုံးဟာဒုက္ခရောက်တယ်လို့ဒီလိုဟောတာဒါမြတ်စွာဘုရားကအင်္ဂုတ္တရနိကေမှာအတ္တမိကတုကဲကောင်းပြီကိုချင်းတရားပြပြတာနဲ့ဘယ်လိုဒုက္ခတွေရောက်တယ်လဲစဉ်းစားဘယ်လိုဒုက္ခလဲလူနဲ့တဘာဝပတ်ဝန်းကျင်ဆိုတာဆက်ဆက်နေတယ်ဆိုတော့ပြောလူနဲ့တဘာဝပတ်ဝန်းကျင်ဆက်ဆက်အခုလိုတိုင်းပြည်အုပ်ချုပ်တဲ့မင်းကတရားမဲ့ဒီဖြစ်နေတယ်မတရားအုပ်ဆိုးတယ်ဆိုရင်မင်းမှုရန်တွေကမတရားအုပ်ဆိုးတယ်သူတို့နဲ့နှိစက်တဲ့ပုဂ္ဂိုလ်တွေကကိုကျင်တရားပြပြလာတယ်နောက်ဆုံးတိုင်းသူပြည်သားအလုံးကိုကျင်တရားပြပြလာတယ်တဲ့အဲ့ဒီလိုပြပြလာလို့ရှိရင်ဒီတင်ရက်သလားဆိုမရက်ဘူးဒါကလူတွေဒီလိုဖြစ်တဲ့အချိန်မှာဘာတွေကဆက်နွယ်ပြီးတော့လာတော့ဆိုမြတ်စွာဘုရားဝိတမံစန္ဒိမသူရိယပရိဝတ္တန္တိဒါသိပ္ပံဆရာတွေတွေ့ချင်မှတွေ့မှာမြတ်စွာဘုရားဟောထားတာဒီတိုင်းပဲเนาะလူကြီးကိုချင်းတရားပြက်ပြားပြီဆိုလို့ရှိရင်တဲ့ဝိတမံစန္ဒိမသူရိယပရိဝတ္တန္တိလာရီနေရီဒီစัจ java လာတစ်ခုမှာလှက်ပတ်ပြီးတော့နေတဲ့အနေအထားတွေကပြောင်းလဲလာတယ်လမ်းကြောင်းတွေလွဲလာတယ်လို့ဆိုခုလည်းပြောကြတာပဲလေဂျိုကြီးကဘယ်ရောက်သွားတယ်ဒီရောက်တယ်ဆိုတာဒါလည်းဖြစ်နိုင်တယ်နော်လမ်းကြောင်းတွေလွဲလာတယ်ဆိုတာလူတွေကိုချင်းတရားပြက်ပြားလာလို့ရှိရင်လာရီနေရီဟာသွားနေကြလမ်းကြောင်းမဟုတ်ပဲလေလမ်းကြောင်းလွဲလာတယ်တဲ့လမ်းကြောင်းတိမ့်လာဒါဖြင့်လာရီနေရီလမ်းကြောင်းတိမ့်တော့ဘာဖြစ်လဲလို့ဆိုရင်နက္ခတ္တိတာယာတွေလည်းပဲလမ်းကြောင်းတိမ့်ကုန်တယ်တဲ့ဒါတစ်ခုနဲ့တစ်ခုခွင်းဆက်လူတွေကိုချင်းတရားပြပြမှုကနေပြီးတော့ဆက်နွယ်လာတာ။လာရီနေရီလမ်းကြောင်းလွဲသွားတဲ့အခါမှာနက္ခတ္တယာတွေကလည်းလမ်းကြောင်းလွဲသွားတယ်။နက္ခတ္တယာတွေလမ်းကြောင်းပြောင်းသွားတဲ့အခါဘာဖြစ်တုံးဆိုနေရီညတွေဟာပုံမှန်မဟုတ်တော့ဘူးတဲ့။ဒါဖြင့်နေရီညတွေပုံမှန်မဟုတ်တဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုရင်လအရေအတွက်တွေကလည်းလွဲကုန်တယ်နော်မိုးရာသီကဆောင်းရာသီဖြစ်လို့ဖြစ်နေလွဲလွဲချော်ချော်တွေအကုန်ဖြစ်ကုန်တဘာဝကြီးဟာလွဲချော်ကုန်အခုခေတ်မှာတော့အိုဆုံးလွာပါလို့ဘာဖြစ်လို့ဒီပြင်အကြောင်းနေတာရှောက်ပြောတာတကယ်ကတော့တတ္တဝါတွေအကျင့်ပြတ်တာကပိုအဓိကကြတယ်နော်လူတွေဖြည့်ဆည်းလို့တဘာဝပတ်ဝန်းကျင်ပြည့်စည်လာဖြည့်ဆည်းတယ်ဆိုတာလူတွေရဲ့အကျင့်စာရိတ္တဟာဒီပတ်ဝန်းကျင်ကိုပျက်စီးစေတယ်ဆိုတာအမတ္တမထင်ရှားတာပေါ့နော်အဲ့တော့လာရီဒီရက်လတွေအချိန်ကြီးပြောင်းသွားတယ်ပြောင်းသွားတဲ့အခါဘာဖြစ်တုံးဆိုရာသီဥတုတို့နှစ်တို့ဆိုတဲ့အနေအထားတွေလည်းပြောင်းလဲကုန်တယ်တဲ့အဲ့ဒါလို့ပြောင်းလဲတော့ဘာဖြစ်လာတော့ဆိုလေတိုက်တာတွေကလည်းမမှန်တော့ဘူးလေလမ်းကြောင်းတွေကမမှန်တော့ဟုတ်တယ်ဘုန်းကြီးတို့သတိထားကြည့်မိတယ်ငယ်ငယ်တုန်းကအနေအထားနဲ့တော်တော်ကွဲလွဲသွားပြီအခုလေတိုက်ပုံတွေကတော်တော်ကိုကွဲလွဲသွားတယ်နော်တော်တော်ကွဲလွဲသွားပြီအဲ့ဒါလို့လေတိုက်တာတွေကလမ်းကြောင်းမမှန်တော့ဘာဖြစ်လဲဆိုကောင်းကင်မှာနေကြတဲ့နတ်တွေကလည်းပဲသူတို့ကောင်းကင်မှာသူတို့ဗိမာန်တွေရှိတယ်အဲ့ဒါလေလမ်းတွေကမမှန်တဲ့အခါကျတော့လေတွေကတိုက်ချင်ရတိုက်တဲ့အခါကျတော့နတ်ရဲ့ဗိမာန်တွေကိုလေတွေကဝင်တိုးတဲ့အခါမှာဗိမာန်တွေလှုပ်လာလှုပ်တဲ့အခါကျတော့နတ်တွေကစိတ်ဆိုးလာတယ်တဲ့ဒါတမန်ပုဂ္ဂိုလ်တွေတော့မသိနိုင်ဘူးတော့ဒါမြတ်စွာဘုရားဟောတာပဲအဲ့ဒါလို့နတ်တွေကစိတ်ဆိုးလာတဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုတော့မိုးမမှန်တော့ဘူးတဲ့မိုးလေဝသမမှန်တော့ဘူးကောင်းကောင်းမွန်ရွာသိတဲ့အချိန်ကိုမရွာဘူးမရွာသိတဲ့အချိန်တွေကိုရွာလာတယ်တဲ့အဲ့ဒါဟာတဘာဝပတ်ဝန်းကျင်ကြီးကိုလူတွေကဖျက်ဆီးလိုက်လို့ပျက်စီးသွားတဲ့အနေအထားတစ်ခုဒီလိုပျက်စီးတယ်ဆိုတာကိုတာမန်သိပ္ပံဆရာတွေမသိနိုင်သူတို့သိနိုင်တာဘာလို့ဆိုတောတွေတောင်တွေခုတ်လို့ဘာလှုပ်လို့ညာလှုပ်လို့ဒီလောက်ပဲသူတို့ပြောလို့ရမယ်မျက်စိကမြင်တာနော်မြတ်စွာဘုရားကတာမန်လူတွေမျက်စိနဲ့မမြင်ရတဲ့အကြောင်းအရာတွေကိုခုကထောက်ပြတယ်
အမှန်ပုဂ္ဂိုလ်တွေမမြင်ရအဲ့တော့လူတွေကိုချင်းတရားပြတ်လာလို့ရှိရင်ဒီလိုအခြေအနေတွေကိုစိုက်လာတယ်တဲ့အဲ့တော့မိုးလေဝသမမှန်တော့ဘာဖြစ်လဲလို့မေးเสียရှိတယ်မိုးလေဝသမမှန်တဲ့အခါကျတော့တဲ့စိုက်ပျိုးတဲ့စားစရာသီးနှံလူတွေကဒီသီးနှံကိုစားကြအသက်ရှင်နေဆိုတာဒါတွေစားပြီးအသက်ရှင်ရမှာကိုကောက်ပဲသီးနှံလူတွေစားတဲ့ကောက်ပဲသီးနှံတွေဟာမမှန်ကန်တော့ဘူးတဲ့အဲ့ဒီမမှန်မကန်အစီဩဇာတွေရုပ်လျော့သွားတဲ့သီးနှံတွေကိုစားတဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်လာတော့ဆိုအသက်တိုးလာတယ်ခန္ဓာကိုယ်အသားအရည်တွေရုပ်လျော့လာတယ်ယောဂါတွေထူပြောလာတယ်အားလုံးမြတ်စွာဘုရားကဒီလူသားတွေနဲ့ပတ်သက်ပြီးတော့လူသားတွေကိုချင်းတရားပြက်ပြားသည့်အတွက်ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အချက်10မျိုးထိအောင်ခုလို့တစ်ခုနဲ့တစ်ခုခွင်းဆက်ပဋိစ္စသမုပ္ပါလိုပဲဒါဖြစ်လို့ဒါဖြစ်တယ်ဆိုတာတွေကိုမြတ်စွာဘုရားအကြောင်းနဲ့အကျိုးနဲ့ဟောဒါအလွန်တရာမှမှန်ကန်တယ်ဒီကနေ့စားနေတဲ့အစာအာဟာရတွေကိုကြည့်အဗဓမ္မအန္တရာယ်များတဲ့အစာအာဟာရတွေဖြစ်လာငပြောသီးတောင်ဆေးတုပ်ပြီးတော့မှဲ့တာတို့တရက်သီးလည်းဆေးတုပ်ပြီးတော့မှဲ့တာတို့နော်ဖယဲသီးဆိုတာတောင်မှပဲဆေးတုပ်လိုက်ရင်ရဲသွားတဲ့ဖယဲသီးအကုန်လုံးဟာဆေးနဲ့လွတ်တာအဗဓမ္မရှာတယ်တချို့ကလည်းမသိကြတကယ်တော့အဲ့ဒီအတိုင်းဖြစ်နေတယ်ဆိုတာသိချတယ်ဒီဟင်းညွတ်မုံလေးပါလေးစားတာဒါအဲ့ဒီတက်ကိုကြီးမားသွားပြီအခုဟာဟင်းညွတ်မုံကဒါတွေနဲ့ဆိုင်ရင်နည်းနည်းတော်မလို့ပြောတယ်အခုဟာပိုဆိုးသွားတယ်နော်ပိုဆိုးသွားတယ်တီးနှံတွေကိုဆေးဖြန်းလိုက်တယ်ဝင်းဝါပြီးတော့မဲ့သွားတယ်ဒီဆေးတွေကအစိတ်တွေပဲလေအဲ့တော့အခုဆိုကြားရတယ်ဗာကြားတော့ဆိုလူတွေကကျမ်းမာရေးကောင်းတယ်လို့တဆင့်ပြောရင်လူဆိုတာကကျမ်းမာခြင်းညတာဒါသဘာဝပဲပေါ့ငကမောက်သီးစားရင်ကျမ်းမာတယ်ကျမ်းမာရေးအတွက်ကောင်းတယ်လို့ကိုလူကပြောဒီလူကပြောအဲ့ဒီငကမောက်သီးကအဖြူနဲ့အနီနှစ်ခုရှိတယ်အနီဆိုလို့ရှိရင်ဈေးပိုပေးရတယ်သူကပိုကျမ်းမာရေးကောင်းတယ်လို့ပြောတော့ဘာလို့လဲငကမောက်သီးအနီတွေကဆေးဆိုးတာဖြစ်လာဒါတကယ်ကိုပြောတာနော်တကယ်အဲ့ဒါလို့ဖြစ်လာစားစရာကိုလောကကြီးမှာမရှိတော့အောင်ဖြစ်လာခုဟာဆေးမဆိုးတဲ့အစားအစာဆိုတာတော်ရှားတော့မစွန်ကြောက်လဲဆေးဆိုးတာပဲပဲလဲဆေးဆိုးတာပဲအကုန်လုံးဟာဒီဆေးနဲ့လွတ်ကင်းတာအမတမရှားတယ်အလုံးသိကြတယ်လက်ဖက်ဆိုလည်းပဲအယောင်လေးလှအောင်ဆေးဆိုးတာပဲအကုန်လုံးဒီဆေးဆိုးထားတဲ့ဆေးတွေဆိုတာဟာလူရဲ့ခန္ဓာကိုယ်နဲ့သင့်တော်တဲ့အစားလို့ရတဲ့ဆေးမှမဟုတ်တာပဲတော့အဲ့ဒါလို့လူလောကကြီးဟာလွန်ကျွံဖြစ်တဲ့လောဘတွေလူတွေမှာကိန်းလာတဲ့အခါကျတော့စားစရာအစားအစာတွေဟာအန္တရာယ်ဖြစ်စေတဲ့အရာတွေဖြစ်လာတော့ဒီကနေ့ခေတ်ဒီအစားအစာတွေခန္ဓာကိုယ်ထဲရောက်သွားလို့ရှိရင်ဘယ်ကိုဒုက္ခပေးတုံးဆိုရင်အသေးနဲ့ကြောက်ကပ်ကိုသွားဒုက္ခပေးတာဘာဖြစ်လို့တော့ဆိုအစားအစာမှန်သမျှအသေးနဲ့ကြောက်ကပ်ကိုသွားတာဟုတ်သူကကြောက်ကပ်ကအသေးကတန့်စင်ပေးရတယ်ဟောကြောက်ကပ်ကတန့်စင်ပေးရတယ်ဟောဒီတကူကဒီသူတို့နဲ့မတည့်တဲ့ဓာတ်တွေကြတော့အလုံးမလုံးနိုင်ကြတော့အလုံးမလုံးနိုင်တော့အသေးယောဂဖြစ်တယ်ကြောက်ကပ်ယောဂဖြစ်တယ်ဒီကနေ့ခေတ်မှာအဲ့ဒါတွေပိုများလာတော့လောကကြီးဟာဒါပျက်စီးဖို့ရအကြောင်းတရားတွေပဲလို့ဒီလိုပြောရမှာပဲပျက်စီးဖို့အကြောင်းအဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအတ္တမိကတုတ်ကိုခေါ်လိုက်တာဒါတနိုင်ငံတိုင်းဖြစ်တာမဟုတ်ဘူးနိုင်ငံတကာမှာဖြစ်နေတဲ့ကိစ္စကိုပြောပြနော်လောကမှာအတုလောက်တာတွေကလည်းအမှန်တမ်းများတယ်အစားအစာတွေအတုလောက်ဟောအမေရိကန်နိုင်ငံတို့တောင်မှပဲကြည့် fertilizer free ဆိုတဲ့ဆိုင်ကတတ်ရှိဈေးကြီးပေးဝယ်စားကျန်တာတွေက fertilizer တွေနဲ့လောက်ထားတယ်ဓာတ်မြေဩဇာတွေထည့်ပြီးတော့ဒီကြည့်လိုက်လို့ရှင်အလုံးကြီးတွေချောအောင်လှအောင်လုပ်တာဘာကအဆုံးဖြတ်ပေးသွားတာတော့ဆိုရာသီဥတုနဲ့အာဟာရအဆုံးဖြတ်ပေးတာအဲ့တော့ရာသီဥတုကညံ့လာပြီဆိုလို့ရှိရင်ညံ့တဲ့ရာသီဥတုပေါ်မှာမှီပြီးတော့စိုက်ရတဲ့သီးနှံတွေကလူရဲ့ခန္ဓာကိုယ်ကိုထိန်းနိုင်စွမ်းနေလဲလာတယ်
အခုထိန်းနိုင်စွာနဲတဲ့အစာအာဟာရတွေပေါ်မှာထပ်ဆင့်ပြီးတော့အစိတ်တွေတင့်နေဆိုပိုဆိုးလာတာပေါ့ဒီလိုဆိုလို့တာနော်အစိတ်တွေကထပ်ပြီးတော့ပိုးလာငကောမှာယာတိဥဒုမမှန်တို့အစာအစာတွေကဒုက္ခရောက်ရတဲ့ထဲမှာဟိုအစာအစာတွေရဲ့ဒီစွမ်းဆောင်မှုကအားပြော့သွားတဲ့အထဲမှာတခါကီမီကယ်ဆိုတဲ့ဒီအစိတ်ဓာတ်တွေနဲ့ပြန်ပြီးတော့လုံးလိုက်တဲ့အခါကျတော့လူတွေမှာဒုက္ခရောက်ပေါ့အသက်ကပိုးတူဖို့ဖြစ်လာတယ်ပေါ့အဲ့တော့ဒီအန္တရာယ်တွေအားလုံးဟာဘယ်သူကြောင့်ဖြစ်တာတော့ဆိုမြတ်စွာဘုရားဟောရင်လူမိုက်တွေကြောင့်ဖြစ်တာတဲ့လူမိုက်တွေကြောင့်ဖြစ်တာအဲ့တော့အလွန်ကြောက်စရာကောင်းတယ်ဒီအန္တရာယ်တွေကလွတ်မြောက်ဖို့အတွက်ဘုန်းကြီးတို့တွေဘာလုပ်ရမလဲဆိုတာမြတ်စွာဘုရားနိလန်းပေးထားတာပဲနောက်ရက်ကျမှဆက်ပြီးတော့ရှင်းပြမယ်နော်အန္တရာယ်ဆိုတာဒါကြောင့်မို့လို့အခုကတ်ကြီး၃ပါးကြော်လွှားရေးဆိုတာဒီလူတွေဟာလူဘဝရထားရင်တော့တစ်ချိန်မဟုတ်တစ်ချိန်ဒီကတ်ဆိုတာလည်းဖြစ်ပေါ်လာနိုင်တယ်အန္တရာယ်ဆိုးကြီးတွေလည်းဖြစ်ပေါ်လာနိုင်တယ်အဲ့ဒါလို့ဖြစ်ပေါ်လာတဲ့အခါမှာလူတိုင်းဟာဒီအန္တရာယ်တွေကိုကြောက်ထားကြည့်ပဲအဲ့တော့ကြောက်လို့ရှိရင်ဒီအန္တရာယ်တွေကလွတ်မြောက်တဲ့နီလန်ရှိသလားလို့ဆိုတာမြတ်စွာဘုရားကဟောထားတာရှိတယ်ပေါ့နော်အဲ့ဒီလွတ်မြောက်စေတတ်တဲ့နီလန်အတိုင်းလိုက်နာကျင့်သုံးမှနောက်ဆုံးကြတော့ဘုန်းကြီးတို့တွေတန်တရားဝကလွတ်ပြီးတော့နိဗ္ဗာန်ရမှသာလင်ဘေးဆိုးရန်ဆိုးအန္တရာယ်ကတ်ဆိုးကြီးတွေကလုံးဝလွတ်မှာလို့ဒီလိုကိုယ်စီသဘောကျပြီးတော့ထိုအဆိုးတွေထဲမှာမိမိကိုယ်တိုင်မပါရအောင်ဒီတဲ့ဆိုးတဲ့အဆိုးကပါလဲလို့ဆိုရင်ကိုယ်တဏ္ဍာမှာအကုသိုလ်တွေလွှမ်းမိုးခြင်းကဒီတဲ့ဆိုးတယ်လို့ကိုယ်စီကိုယ်တဏ္ဍာမှာအကုသိုလ်တရားတွေလွှမ်းမိုးခြင်းမခံရအောင်ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း